အခုဒီယူနန်ခီးစဉ်မှာကြတော့ပထမဆုံးရောက်ရှိတဲ့နေရာကြတော့ကူမင်မြို့ဖြစ်ပါတယ်။တရုတ်နိုင်ငံကူမင်မြို့ပေါ့နော်။အခုပထမဆုံးတီဝမ်ကူမင်မြို့ထဲမှာအရင်စလည်ပါမယ်။သူတို့ဒီမှာလမ်းပေါ်မှာကြည့်လိုက်မယ်ဆိုရင်ပေါ့နော်။တော်တော်များများကစကူတာ3စီးတဲ့သူရှိတယ်။ပြီးတဲ့အခါကျရင်ကားလည်းတော်တော်ဟောတယ်ပေါ့။ပထမဆုံးရောက်ရှိတဲ့နေရာကြတော့ရောင်ထောင်းတင်ပယ်လို့ခေါ်တယ်ပေါ့နော်ဒီတင်ပယ်ကကြတော့ကူမင်မြို့မှာဆိုရင်မလန်မဖြစ်လဲကိုလည်းရမယ်နံပါတ်1နေရာထဲမှာပါပါတယ်သူကကြတော့လုံးဝကိုနှစ်ရှည်ကြာပြီဖြစ်တဲ့ဒီဘုန်းကြီးကျောင်းတင်ပယ်တစ်ခုဖြစ်ပါတယ်ဒီဖျားเจ้าလေးကကြတော့ပေါ့နော်ဒီရေကန်ရဲ့အလယ်မှာသူကစောင့်ထားတာဖြစ်ပါတယ်ပြီးရဲ့အခါကျရင်ဖျားเจ้าရဲ့ပတ်လည်မှာဆိုရင်လမ်းရှောင်းလို့ရတဲ့ဒီเจ้าဆောင်လေးတွေနဲ့ပေါ့နော်ရေကန်လေးကလည်းရေလေးတွေလည်းတော်တော်လေးလည်းကြည်တယ်နောက်တစ်ခါကျတော့ဖျားเจ้าထဲကိုရောက်သွားတဲ့အခါကျရင်လုံးဝကိုစိတ်လေးကကြတော့အေးချမ်းတည်ငြိမ်ပြီးတော့လေမျက်စိပတာတာလည်းအရှမ်းအဆင်ပြေတယ်ပေါ့နော်အခုဆိုရင်တော့ကျောင်းတစ်ပတ်လောက်ပေါ့နော်ကျောင်းလေးတစ်ပတ်ကိုပတ်ကြည့်ကြည့်ရအောင်ကျောင်းကြတော့ဒီပတ်လေရေလေးတွေကစိတ်ကြီးပြီးတော့ကောင်းကင်ကြည့်လိုက်တဲ့အခါကျရင်လည်းပြာရောင်တန်းပြီးတော့လေအရန်ကိုလာတယ်အရန်ကိုတက်ပယ်တယ်ပေါ့နော်ဒီဖျားရေကန်ကလည်းအမိုက်တစ်စင်းမှမရှိဘူးပေါ့နော်လိတ်တွေကလည်းအများကြီးပဲဒီရေကန်ရဲ့ဒီအပေါ်မှာတင်ပြီးတော့သူတို့ဒီနေပူစာလုံနေတာပေါ့နော်အဲလိတ်တွေကလည်းအများကြီးပဲရေကလည်းစိတ်ကြီးပြီးတော့အမိုက်တစ်ခုမှတော့မတွေ့ရအောင်နော်ဒါလည်းကတော့ကြောင်းရဲ့အနောက်ဘက်ဖြစ်ပါတယ်။နေရောင်လေးကြာနေတော့လေကြောင်းရဲ့ဒီအယောင်လေးတွေကစုံပြီးတော်တော်လေးကိုလာပါနေပါတယ်။ဒါလေးကတော့ကြောင်းထက်ဝင်နေအဝင်ပေါင်းဝလေးပေါ့နော်။ဒီအဝင်ပေါင်းဝလေးကဒီ Google Internet ပေါ်မှာဆိုရင်ဒီအဝင်ပေါင်းဝလေးကဒီရောင်ထုံးတင်ပယ်ရဲ့တကယ်ကို signature လူတွေတော်တော်များများတက်ဖို့ရိုက်ကြတဲ့နေရာလေးလည်းဖြစ်ပါတယ်။အရှိကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာပေါ့နော်။လာပြီးတော့ဖျားရှိခိုးပြီးဆူတောင်းနေတဲ့သူကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အခုဆိုရင်တော့တမ်ပယ်ကနေပြီးတော့ Blue Lake Park ဆိုတဲ့နေရာလေးကိုသွားနေပါတယ် Green Lake Park ဆိုတဲ့နေရာလေးကိုသွားနေတာဖြစ်ပါတယ်ဒီချိန်မှာလေးပဲနေဟုတ်ဆိုင်တွေ့ရပါအဲ့ဒီပန်းချံကိုသွားရင်ပေါ့နော်အသီးဆိုင်ရလေအသီးတွေလည်းအများကြီးနဲ့ဝင်ကျင်စရာကောင်းလုံးပေါ့နော်အဲ့ဒီအသီးဆိုင်ကိုလည်းခဏလောက်ဝင်ကြည့်လိုက်တယ်ပေါ့နော်ဒါလေးက Green Lake Park လို့ခေါ်တယ်ပေါ့နော်ကြည့်ရတာဒီမှာလို့တော်တော်များများ exercise လေးလာလုပ်ကြတယ်လမ်းလျှောက်ပိုင်းတော့ပြကမျိုးလေးပေါ့နော်ဒါလာလျှောက်ကြည့်ရကောင်းဒီပန်းချံအကြီးပဲပေါ့နော်ပြီးရခါကျအကြီးပဲဆိုတဲ့ခါကျတော့ဒီပန်းချံကိုတွားဖို့ဆိုရင်အနည်းဆုံး2နာရီ3နာရီလောက်ပေါ့နော်အိမ်မှာနေပြီးတော့ရှောက်သွားကြည့်တာကျတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါလေးကတော့ကိုမင်းရဲ့ဒီယူနန်ရိုးရဝတ်စုံလေးဖြစ်ပါတယ်အဲ့ဒီရိုးရဝတ်စုံဝတ်မယ်ဆိုရင်တော့ပတ်စံပြီးပြီးတော့ဝတ်ရမှာပေါ့နော်ပြီးတဲ့အခါကျရင်သူတို့စီမှာဒီ photographer တွေတခါတည်းငားပြီးတော့ပေါ့နော်ဒီပန်းချံမှာတက်ဖို့ရိုက်လို့ရတယ်
ဒါလေးကလေအရင်ကဆိုရင်ဒီ TikTok ဗီဒီယိုတွေမှာမြင်ဖို့တယ်ပေါ့နော်ဒီဟာလေးကကြားတော့မှလဲဆိုတော့ဒီ glass ဒီဖန်ချောင်းပေါ့နော်ဖန်ချောင်းတွေမိချောင်းတွေကိုတုံးပြပြီးတော့သူတို့ဒီရုပ်ထုလေးတွေဖော်တာဖြစ်ပါတယ်တော်တော်လေးလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့လူကြီးကလေတခုပြီးတခုလောက်သွားတာလေအရှင်းလည်းမြင်တယ်ဒီမှာဆိုရင်သူမီးတွေနဲ့မီးရှို့ပြီးတော့သူအဲ့မှာဖန်ချောင်းလေးတွေပေါ့နော်ရုပ်ထုလေးတွေသူဖော်တယ်ပြီးတဲ့အခါကျရင်ဈေးဒီမှာလာတဲ့ tourist တွေကိုရှောင်းနေပေါ့နော်မဆိုရင်သူလှုပ်ထားတဲ့အယုတ်တီဆိုရင်စုံနေရပဲနွားတွေမြင်းတွေပြီးတဲ့အခါကျရင်တင်မှာရုပ်ထုတွေတော်တော်များများကိုစုံပါတယ်သူအဲ့ဒါလေးမီးနဲ့ရှို့ပြီးတော့ဖန်ချောင်းလေးတွေကိုလေမီးနဲ့ရှို့ပြီးတော့ရုပ်ထုလေးတွေဖော်ပြီးတော့ဖန်သားအဲ့လိုမျိုးရုပ်ထုလေးတွေလိုမျိုးရှောင်းတာဖြစ်ပါတယ်ပြီးတဲ့အခါကျရင်ဒီနားလေးမှာဆိုရင်မုတ်ဆိုင်တွေအများကြီးရှိတယ်သူတို့ဖြစ်ဒီမှာတော်တော်များများတရုတ်နိုင်ငံဖြစ်တဲ့အခါကျတော့မာလာအနည်းနဲ့လှုပ်ထားတဲ့ဒုတ်ထိုးတွေအများကြီးရှိတယ်ဒီလက်တစ်ချောင်းဆိုရင်လေမာလာအနက်တည်းမွေးပြီးတော့လေတော်တော်လေးဖိုက်စားခဲ့တယ်ပေါ့နော်ကဲဒီပန်းချံမှာလဲပြီးသွားပြီဆိုရင်တော့နောက်တနေရာကိုထပ်သွားမှာဖြစ်ပါတယ်နောက်တနေရာကျတော့ဒီဇင်ယုံငက်ကလေးအများကြီးရှိတဲ့နေရာဖြစ်ပါတယ်သူလည်းကျတော့ကန်းချင်လင်းပေါ့နော်ဒီမှာဆိုရင်ဇင်ယုံတွေကိုဇင်ယုံငက်ကလေးတွေအစာကျွေးလို့ရတဲ့နေရာလေးပေါ့နော်တော်တော်လေးလာပါတယ်ပြီးတော်တော်များလဲ tourist တွေလည်းအများကြီးလာတယ်ပေါ့နော်ဒီနေရာလေးကလေငက်တွေဆိုရင်လည်းအများကြီးပဲစုပြုံးပြီးတော့ဒီတောင်းရှောင်းဆိုရင်အကုန်လုံးကလူကလူရင်းနဲ့နောက်ကကျတော့ foreigner အနေနဲ့ပြည်ပြီးတဲ့အခါကျတော့သူတို့ကဒီမှာဆိုရင်ဇင်ယုံငက်တွေကိုလေဒီအစာကျွေးတဲ့သူတွေကြီးပဲပေါ့နော်ကဲဒါလေးကတော့ကိုမင်ဂျီ1 blog လေးပဲဖြစ်ပါတယ်အားလုံးပဲချစ်စနိုင်းတင်ပါတယ်